ယနေ့ညပြီးရင်အာဂျင်တီးနားပရိသတ်တွေဝမ်းနဲ့ကြေကွဲငိုကြွေးရမလားမင်္ဂလာပါဘောက်တူဘောက်ဖေးဖို့ပေးကနေ YouTube ကနေကြိုးစားပါတယ်အဲ့တော့မနေ့ကညီကိုတွေအစဉ်ပြေကြမယ်ထင်ပါတယ်ပြင်သစ်နဲ့အင်္ဂလန်ပြန်လည်သွင်းကိုတွေနဲ့ပရိသတ်တွေကိုဖျော်ဖြေခဲ့တယ်ပြင်သစ်ကိုပေါ်ရကြမယ်လို့ကျွန်တော်ယူဆမိပါတယ်ဒီနေ့ပွဲလည်းကျွန်တော်တို့ကြည့်အောင်ဒီနေ့ပွဲကဘောလုံးပရိသတ်တွေအားလုံးစောင့်မျှော်နေတဲ့ World Cup Final ကိုရောက်လာတယ်ဒီပွဲကတာမန် Final ပွဲတော့မဟုတ်ဘူးလက်ရှိကမ္ဘာအကောင်းဆုံးတင်းတင်းကထိတ်တိုက်တွေ့တဲ့ပွဲလည်းဖြစ်တယ်တမဝင်ခိုက်တန်တွေကိုဖန်တီးရမယ့်ပွဲလည်းဖြစ်တယ်နှစ်တင်းစလုံးကဒီအဆင့်တွေရောက်လာတာကန်ကောင်းလို့တော့မဟုတ်ဘူးအည်သွေးနီးပြူဟာချန်ပီယံစိတ်တက်တွေကိုတပွဲပြီးတက်တည်ပြခဲ့လို့ဖိုင်နယ်ထိရောက်လာတာကျွန်တော်တို့စပိန်ကိုကြည့်အောင်စပိန်ကဒီဝက်ကတ်တခြားအတီငိမ်ဆုံးတင်းတွေကတက်သိန်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဘောလုံးပိုင်ဆိုင်မှုကွင်းလေထိချုံနိုင်စွမ်းခံစစ်စည်းကမ်းနဲ့အသင်းလိုက်ကစားပုံမှာတကယ်ကိုချန်ပီယံတင်းလို့ကျွန်တော်တို့ယူဆလို့ရတယ်တစ်ဖက်ကအာဂျီတီးနားကလည်းထင်သေးလို့မရဘူးမက်ဆီဦးဆောင်တဲ့အာဂျီတီးနားကလည်းကမ်ဘတ်တွေနဲ့တကယ်ကိုချန်ပီယံစိတ်သက်အပြည့်တွေနဲ့ပေးသက်တွေကိုအောင်းအောင်စေခဲ့တယ်ချန်ပီယံတင်းဆိုတာဘာလဲဆိုတာပြသပေးခဲ့တယ်အဲ့တော့ကျွန်တော်တို့လက်ရှိဈေးကွက်ကိုကြည့်အောင်လက်ရှိဈေးကွက်ကစပိန်ကနေပြီးတော့ဘော်ဒီဈေး50ပေးထားတယ်ဂိုးပေါင်းဈေးကတော့2.30စပိန်ပေးတဲ့ဘော်ဒီဈေးကကျွန်တော်အနေနဲ့ပြင်းတယ်လို့ကျွန်တော်ယူဆမိတယ်အော်ဘူကီတွေကစပိန်ကိုယုံကြည်တယ်လို့ကျွန်တော်ယူဆလို့ရတယ်စပိန်ရဲ့ကွင်းလယ်ကလက်ရှိပြိုင်ပွဲမှာအကောင်းဆုံးလို့ပြောလို့ရတယ်ဘောလုံးရဲ့အရှိန်ကိုထိန်းနိုင်တယ်ဘောလုံးကိုကင်ထားနိုင်တယ်အခွင့်အရေးတွေကိုဖန်တီးနိုင်တယ်ခန်းစစ်ကလည်းအမှားနဲ့တယ်တစ်ဖက်ကအာဂျင်တီးနားကိုကြည့်ရင်တစ်ဖက်ကအာဂျင်တီးနားကတိုက်စစ်ကအန်ရရှိပေမဲ့ခန်းစစ်ပိုင်းကတော့ကျွန်တော်အနေနဲ့အားနည်းချက်တွေရှိသေးလို့ကျွန်တော်ယူဆမိတယ်ခန်းစစ်ပိုင်းကတော့အမြဲလိုဂိုးလေးတွေပေးနေရတယ်ဂျနီပွဲမှာလည်းဂိုးပေးရနိုင်ပါတယ်အဲ့တော့စပိန်ကိုကျွန်တော်ဘာကြောင့်ရွေးလဲဆိုရင်အဲ့တော့ကျွန်တော်တို့စီမီဖိုင်နယ်ကနေတခြားအောက်ကြီးတွေပဲဝင်ခဲ့တယ်ဗျာအင်္ဂလန်နဲ့အာဂျင်တီးနားတော့လည်းအာဂျင်တီးနားနိုင်ရခဲ့တယ်ပြီးတော့ပြင်သစ်နဲ့စပိန်တော့လည်းစပိန်အနိုင်ရခဲ့တယ်အောက်ကြီးတွေပဲအနိုင်ရခဲ့တယ်အဲ့တော့ဒီဂျနီများအထက်ကြီးလေးများပေးမလားပေါ့ကျွန်တော်ယူဆမိတယ်အဲ့တော့မနေ့ကနှစ်သင်းစလုံးမနေ့ကနှစ်သင်းကပြင်သစ်နဲ့အင်္ဂလန်ကဂိုးတွေပေါ်ခဲ့တဲ့အတွက်ယနေ့ပွဲကတော့ဂိုးတွေမပေါ်နိုင်ဘူးလို့ကျွန်တော်ယူဆမိတယ်။ဘာကြောင့်လဲဆိုတော့ final ပွဲကfinal ဆိုတာသိတယ်ပဲနှစ်တင်းစလုံးကသတိထားပြီးထိန်းကစားနိုင်ခြင်းပုံများပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဂိုးပေါ်ကတော့ရှောင်ပါတယ်။အဲ့တော့လက်ရှိစပိန်ပေးတဲ့ body ဈေးကကျွန်တော်အနေနဲ့ပြင်းတယ်လို့ယူဆမိတယ်။စပိန်အနိုင်ရနိုင်ပါတယ်။ကျွန်တော်ကတော့စပိန် body ကိုကျွန်တော်ကြိုက်မိပါတယ်။နောက်တစ်ချက်ကလာမိုင်းရမယ်ပါ။အဲ့တော့လာမိုင်းရမယ်အတွက်တကယ်ကိုတမိုင်းဝင်လာမိုင်းရမယ်အတွက် World Cup Final အတွက်တကယ်ကိုတမိုင်းတစ်ခုပါ။ဘာကြောင့်လဲဆိုတော့အကောင်းဆုံးကစားသမားတွေကိုဖျက်ကျော်လာတယ်ဗျာ။အဲ့တော့ရိုနယ်ဒိုဦးဆောင်တဲ့ပေါ်တူဂီကိုဖျက်ကျော်လာတယ်။တစ်ဖက်ကပြင်သစ်ဒမ်ဘီလီဘာပေးအိုလီဆေးတို့ရှိတဲ့တိုက်စစ်သမားတွေကိုဖျက်ကျော်လာတယ်။အဲ့တော့စပိန်ကအတော်လေးကိုထင်ကြီးတာကောင်းတယ်။ကျွန်တော်ကတော့လက်ရှိပေးတဲ့စပိန်ရဲ့ body ဈေးကလည်းဖြစ်တင်ဖြစ်တိုင်းလို့ကျွန်တော်ယူဆတယ်အဲ့တော့ဒီပွဲမှာကကျွန်တော်အနေနဲ့စပိန်အနိုင်ရနိုင်ပါတယ်စပိန်ပဲဖလားရသွားမယ်လို့ယူဆပါတယ်အဲ့တော့စပိန် body ပါအဲ့တော့ညီကိုလေးအဆင်ပြေကြပါစေ